အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာရှိူထောင်းရဲ့စော်ဟိတ်ဝတ္ထုတို့ဘောင်းကျုပ်စာအုပ်ထဲကစော်ဟိတ်လူကိုဖြစ်ရခြင်းလို့ညီရတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာအစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဗီဒီယိုတက်တဲ့တိုင်းမှာချက်ချင်းသိရဖို့အတွက်ဘေးနားက notification bell လေးကိုနှိပ်ထားပေးပါခင်ဗျာမြန်မာပြည်ကကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့ကတော့ကျွန်တော်ကို support လုပ်ပေးချင်တယ်ဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးလို့ရပါတယ်ဟုတ်ကဲ့ပါအစီအစဉ်လေးကိုစလိုက်ကြအောင်ခင်ဗျာစော်ဟိတ်လူကိုဖြစ်ရခြင်းကျွန်တော်ဤမိတ်ဆွေကိုစော်ဟိတ်ဒီရွှေလီကဘာ၌တည်ရှိသောကွမ်းချောင်းရွာကလေးတွင်ရဲထုတ်ကြီးအယက်သမားခင်မောင်ထွားဤမယားခင်စရီနှင့်တွေ့ဆုံခဲ့ဘူးသောအချင်းအရာများကိုစားဖတ်သူတို့တတိယပေးလိမ့်မည်ကိုစော်ဟိတ်ဒီထုံမိန်ကလေးနှင့်အတူမန္တလေးမြို့မှဗမော်စာဖို့တင်မောနှင့်လိုက်လာကြ၍အင်းရွာစိတ်ကန်း၌ဆင်းကြပြီးလင်ဒုမတပံကုန်းချောင်းရွာသို့ကတို့တင်မောလေးဖြင့်လိုက်ပါလာကြ၍ရဲတို့ကြီးအယက်သမားခင်မောင်ထွားနှင့်သူ၏မယားခင်စိန်ရီတို့တွေ့ဆုံကြပုံအချင်းရာခင်စိန်ရီကကိုစော်ဟိတ်ပေါ်၌အထင်မြင်မှားခဲ့ပုံအချင်းရာများကိုလည်းတတိယကြပေလိမ့်မည်စင်ဆက်မှာကိုစော်ဟိတ်သည်ခင်စိန်ရီကိုစိတ်ထဲ၌ချစ်ကြိုက်မိသည်ကမှန်ပေသည်တို့ရတွင်ခင်စိန်ရီကဆော့ဆွဲတဲ့ကဲ့သို့သူတို့၏လင်းယောက်ျားကိုစော်ဟိတ်ကအရင်မူးအောင်တိုက်၍မယားဤရှေ့၌အရှက်ခွဲသည်ဆိုသောအချင်းရာများမူကားလုံးဝမဟုတ်မှန်ကြောင်းကိုလည်းတတိယကြပေးလိမ့်မည်ထိုမိမဤထင်မြင်ချက်မှာကိုစော်ဟိတ်ကမိမိအားချစ်ကြိုက်သည့်အတွက်သူ၏လမ်းယောက်ျားအပေါ်၌စိတ်ပျက်စေခြင်းသာအရက်ကိုမူးအောင်တိုက်ထားသည်ဟုထင်မြင်သည်တို့ရတွင်ထိုကဲ့သို့မဟုတ်ဘဲတခြားသူတစ်ယောက်ကအရက်တိုက်ခြင်းဖြစ်ပြီးထိုမိမကကိုစော်ဟိတ်အားရုပ်ရုပ်မာမာဆွဆွဲစေကမူကိုစော်ဟိတ်သည်လူတစ်မျိုးဖြစ်သည့်အလျောက်မိမိအားထင်မှားခြင်းကိုဖြေရှင်းမနေတော့ပဲထင်ခြင်းရာထင်စေဆို၍စိတ်နေခဲ့ခြင်းကိုလည်းတတိယကြပြီးလိမ့်မည်ရဲတို့ကြီးခင်မောင်ထွားတေဆုံးပြီးသည့်နောက်ကိုစော်ဟိတ်သည်ဒုမိမအပေါ်တွင်လူပြိုထုံးစံတိုင်းကြီးမားခိုင်မြဲသောမြတ်တာဖြင့်ချစ်ခင်လျက်ရှိတော့တယ်ကျွန်တော်အားမူဘယ်ခါမျှဖွင့်ဟပြောဆိုခြင်းမပြုကြည်ကျွန်ုပ်ကမူရင်းရင်းနီးနီးပူပူကက်ကက်အေးထန်လာခဲ့သူဖြစ်ကိုစော်ဟိတ်၏ချစ်ကြိုက်ဆုံးမခြင်းကိုရိပ်မိသည်တို့ရတွင်ကာယကံရှင်ကိုယ်တိုင်ကဖွင့်ဟပြောဆိုခြင်းမပြုသောကိစ္စတစ်ခုကိုကျွန်ုပ်ကရိပ်မိသည်ဟု၍မသိစေလိုသည်ဖြစ်သောကြောင့်ကျွန်ုပ်ကလည်းထုံမိမအကြောင်းကိုစကားဆက်၍မပြောခဲ့ချေကျွန်တော်၏စိတ်ထင်းတိုက်ကကိုစော်ဟိတ်သည်လူပြိုကြီးလှုပ်လာခဲ့ပြီးမှနောက်ဆုံးတွင်မုတ်ဆိုးမပြကိုချစ်ကြ၍ထိုမိမမှတပါမြည်သည့်မိမကိုမျှယူလိမ့်မည်မဟုတ်ကြောင်းကိုရိပ်မိသည်ကိုစော်ဟိတ်မှာဒူရတတိနှင့်အဘဲများလောက်ပြည့်စုံသည်ကိုစားဖတ်သူတို့တီးချပြီးဖြစ်ရာအခြားကိစ္စများ၌ရဲရင်သလောက်မိမနှင့်ပတ်သက်၍ယွန့်တက်ရှက်တတ်သည်ကျွန်ုပ်ကတခါတရံအကဲဆန်းလိုသောသဘောဖြင့်ကွမ်းချောင်းရဲထုတ်ကြီးအကြောင်းကိုစကားဆက်ပြီးပြောလိုက်သည့်အခါကိုစော်ဟိတ်မှာ16နှစ်အရွယ်မိမပြိုလေးကဲ့သို့မျက်နှာနီးမြန်းသွား၍စကားလွှဲပြောင်းပြောဆိုသွားသည်ကိုတွေ့ရဘူးသည်ဤတွင်ကိုစော်ဟိတ်သည်ထိုမိုးဆိုးမှတပါမိသူကိုမျှထိမ်းများလက်ထက်လိမ့်မည်မဟုတ်ကြောင်းကိုကျွန်ုပ်ရင်းမိသည်တနေ့သ၌ကျွန်ုပ်တို့လင်မယားသည်စကော့ဈေးအနီးရှိအချုပ်ဆိုင်တစ်ဆိုင်သို့ဝင်သွား၏ကျွန်ုပ်၏မယားသည်မိမိအနံထားသောအင်ဂျီများထုတ်လုပ်ပြီးစီးပါသည်လို့ဟုဆိုင်ရှင်အားမေးမြန်းရာကျွန်ုပ်သည်ဆိုင်ရှင်၏မျက်နှာကိုမြင်လိုက်ရသဖြင့်အံ့အားတင်သွားသည်အကြောင်းမူကားအချုပ်ဆိုင်ရှင်မိမမှာကွမ်းချောက်ရာ၌ကျွန်ုပ်တွေးဆုံခဲ့သောရက်ထုတ်ကြီးမယားဖြစ်နေသောကြောင့်ပေသည်မိမနှစ်ယောက်တို့သည်ဇာဘော်လီပုံစံတက်များအကြောင်းနှင့်နောက်ဆုံးရောက်လာသောအထက်အဆန်းများအကြောင်းကိုဆွေးနွေးပြောဆိုပြီးနောက်ဆိုင်ထဲမှထပ်သွားမည်ပြည့်ရတွင်ကျွန်ုပ်သည်ဆိုင်ရှင်မိမအနီးသို့ချင်းကပ်၍ကျွန်ုပ်မြင်မှုပါသလားဟုမေးလိုက်သည်ထိုအခါဆိုင်ရှင်သည်ကျွန်ုပ်ကိုကြည့်၍မျက်မှောင်ကျုပ်ကအတန်ကြာအောင်စဉ်းစားပြီးနောက်တွေ့ဦးတာပဲရှင်ကောင်းကောင်းမမှတ်မိဘူးထိုအခါကျွန်ုပ်ကရွှေလီရိုးကကုန်းချောင်းရွာလေးမှာပေါ့တို့သတိပေးလိုက်သည့်တွင်ဆိုင်ရှင်အံ့ဩသောမျက်နှာထားဖြစ်ပေါ်လာရာအော်ဦးသိမ့်မှာလားကွမ်းချောင်းလိုရွာလေးမှာတွေ့ရပြီးဒီလိုနေရာမှာလာတွေ့ရပြန်တော့ရုပ်တည်မမှတ်မိဘူးဆိုတာကျမဖြစ်လို့မစိုးသင့်ပါဘူးထင်ပါရဲ့ထို့သောပြောသဖြင့်ကျွန်ုပ်ကဌာနကိုပြောရုံနဲ့မှတ်မိသူတယောက်ကိုအပြစ်မစိုးထိုက်ကြောင်းပြန်ပြောသည်ထို့နောက်ဆိုင်ရှင်သည်ကျွန်ုပ်တို့လင်မယားကိုနေရာထိုင်ခင်းပေး၍
လက်ဖက်ရည်ပွဲများမှာယူတက်ခင်းစီပြီးနောက်ဒါထက်ဦးစော်ကြီးတယောက်ကိုရှင်ဘယ်စီများရောက်နေသလဲရှိပါတယ်ဗျာဒီမြို့ပေါ်တွင်ရှိပါတယ်ဒါဖြင့်ပြောလိုက်ပါရှင်ဟိုတော့သူ့ကျမထင်ပဲမိလားအင်မတန်ဝမ်းနေပါတယ်လို့အမှန်ပြောရရင်သူ့အကြောင်းကိုအမှန်တိုင်းသိရဲ့နေရစပြီးကျမစိတ်ထဲမှာဝမ်းနေလို့မဆုံးနိုင်အောင်ဖြစ်နေပါလေရှင်သူ့ကိုကျမကရုံမာဆွတ်ဆွတ်မိတဲ့အတွက်သူကတော့ကျမကိုစိတ်နာပြီးအကြိတ်ခဲကျင်းနိုင်မယ်မဟုတ်ပေဘူးကျမလည်းသူ့ကိုတောင်းပန်ချင်တာကြားလာပါပြီဘယ်စီနေမှမသိဘယ်လိုလုပ်တွေးရမှမသိတာနဲ့ဒီတိုင်းနေခဲ့ရပါတယ်ကျွန်ုပ်ကပြောလိုက်ပါမယ်ဗျာအထင်လွဲမိလို့ဝမ်းနေပါရဆိုတဲ့အကြောင်းပြောလိုက်ပါမယ်သို့တော့ဂျားကလူပြောတာထက်ကိုယ်တိုင်ပြောပြရင်တော့ဒါမကောင်းပေဘူးလားခင်ဗျာဆိုင်ရှင်မိမသည်အတန်ကြာအောင်စဉ်းစားနေသည်ထို့နောက်မှာကျမဒီဆိုင်မှာမနေ့9နာရီကညနေ9နာရီတန်အောင်ဒီနေ့လုံးရှိပါတယ်ဦးစော်ကြီးကိုရှင်ခေါ်ခဲ့နိုင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဤမိမမှာကိုစော်ဟိနဲ့ဤမိုးဆုမတို့အဖြစ်အပျက်ကိုကျွန်တော်ထံမှကြားသိရပြီးဖြစ်သည်ဖြင့်ဤကဲ့သို့တွေ့ဆုံမိကြသည်ဆိုလျင်အလွန်တရာစိတ်ဝင်စားလျက်ရှိသောကြောင့်မိမများအဖို့၌အလွန်တရာရေးကြီးလာသောထဲဆန်းများအကြောင်းကိုပဲစကားဆက်၍မပြောနိုင်တော့ပဲကိုစော်ဟိနှင့်ဆိုင်ရှင်မိုးဆုမတို့စုံပေးဖို့အရေးကိုသာလေစိတ်ကူးလျက်ရှိကြသည်ကျွန်တော်သည်နက်ဖြန်နဲ့လေကိုစော်ဟိကိုခေါ်ခဲ့ပါမည်ဟုဆိုင်ရှင်မိမအားကတိထားပြီးလေကျွန်တော်တို့လင်မယားသည်ဆိုင်ထဲမှထွက်လာကြသည်မယားကလက်ဆက်သက်တော့ကျမတို့ကိုစော်ဟိကြီးဆွေးနေလားဒီမိမကိုရှင်ဆွေးမယ်ဆိုရင်လဲဆွေးတော့ပါပြီလေမိုးဆုမသာဆိုရအပြိုကြီးလိုတောင့်တောင့်တင်းတင်းတန့်တန့်ရှင်းရှင်းရုပ်ကလည်းချောဝတ်ပုံစားပုံဖီးလိမ့်ပုံခိုက်ဆိုင်ကလည်းပြည့်တော့ကိုစော်ကြီးဆွဲတယ်ဆိုတာကျမတော့မန်အောင်ပေါ့ရင်ကုန်ရောက်ကြတဲ့ကသူ့ဆိုင်မှာထဲတွေအပ်လို့သူ့ကိုကျမသိနေတာကြားပြီစိတ်တော်လည်းပြေးဝပုံရတယ်အကြအမြင်ဘုဒ္ဓတာလည်းမခေဘူးရှင်ကျွန်ုပ်ကမခေဆိုအင်္ဂလိပ်ကျောင်းဆရာမလုပ်ခဲ့သေးတာကိုအော်ဟုတ်လားဒီလောက်ကကျောင်းဆရာမအလုပ်လောက်ဘဲကမလဲရှင်အချုပ်ဆက်456လုံးနဲ့တပည့်မာလေးတွေ458ရောက်နဲ့ဒီလိုနေရာအချုပ်ဆိုင်ဖွင့်ထားနိုင်နေဆိုတော့သူ့အဖို့ဝင်ငွေ400တဲ့ဘာနဲ့လိမ့်မလဲကျမလည်းဆိုင်ရောက်တိုင်းသူ့အကယ်လေးကြည့်နေမိလားတပည့်မာလေးတွေအပေါ်ပြောပုံဆိုပုံညနေထားပုံမှာလဲတိတ်ပြီးတော့တီးကြည့်တာပဲတချို့ဆိုင်များလို့ဆိုင်ရှင်ဆိုပြီးဟန်ကြီးပန်ကြီးနဲ့လုံသမားတွေပေါ်မှာမာနမထောင်သွားပဲချိုချိုလေးပြောပြီးသူ့အလိုတိုင်းပါအောင်ခိုင်းနိုင်တဲ့တတ္တိရှိတယ်ဒါထက်ကိုစော်ဟိကဖြင့်လုံးဝခြေရာပြောင်းနေတဲ့မိုးဆုမကိုကျမတို့ကယခုလိုခြေရာကောက်မိလို့တိတ်ဝမ်းသာတာပဲနော်ဝမ်းသာဆိုဘာပြောကောင်းမလဲကိုလူကတော့ဒီမိညထမင်းများတောင်မှစားနိုင်မှာမလားမစုံနိုင်ဘူးထို့နောက်ကျွန်ုပ်ဒီဆိုင်ရှင်မိမနဲ့သူ့လင်ယောက်ျားရဲထုတ်ကြီးအကြောင်းကိုမယားဖြစ်သူအားညဝမအချိန်မြောက်ထပ်လောင်းပြောပြလေရာကျွန်တော်ဤမယားမှာလဲကိုစော်ဟိတ်ကိုခင်မင်ဒီကတချောင်းဆိုင်ရှင်မိုးစုံမကိုငကိုကလေးကသဘောကျသေးကတချောင်းထိုသူမျိုးတို့ကိုစုံပေးရမည်အရေးကရှိသေးသေးကတချောင်းကြောင့်တစ်ချိန်တစ်ခါမျှမကြားရဘူးသေးတဲ့ကဲ့သို့စိတ်ဝင်စားစွာနားထောင်နေသည်မယားကကျမအံ့ဩမိတာကဘာလဲဆိုတော့ဒီလိုမိမနဲ့ဒီလိုရက်ထုတ်ညားပဲညားတတ်တယ်ရှင်ကျွန်ုပ်ကရက်ထုတ်ဆိုပေမဲ့ခဲရသူမဟုတ်ဘူးကောလေကျောင်းတွေဘာတွေမှာပညာသင်ခဲ့ဖို့ရလူဖြစ်တယ်ပြီးတော့ရက်ထုတ်ဖြစ်ရခြင်းကလည်းလင်းနဲ့မယားအတူနေတော့ငါဖြစ်တဲ့လက္ခဏာမရှိဘူးရွှေလီချောင်းထဲမှာရောက်ပြီးတော့တားတို့ပဲမယားကွယ်နေရလေတော့ပေါင်းမိပေါင်းရပေါင်းနေမိနေရနေလုံမိလို့ရလို့ဒီထက်မှာနှစ်ဖျားလဲဖျားလေတော့နည်းနည်းပါးပါတောက်တက်ရပါရဲထုတ်ကြီးဖြစ်သွားဟန်တူတယ်ဒုက္ခမြမှာလဲအောက်ကြီးမှတ်ပြီးတော့တက်ကုံတဲ့ကြီးတယောက်ဖြစ်နေတယ်လို့ယူဆမှာပဲလာကလေးတွေကဖဲ့ပြီးပို့ရှာသေးတယ်နောက်ဆုံးမှာသူကိုယ်တိုင်လိုက်လာတော့မှတက်တလုံးဝါတလုံးမှမဝယ်ဘူးတဲ့အရစ်တွေခွာတောက်နေတဲ့ရဲသမားကြီးမှန်တိရှာတော့တာကိုမယားကဒီတော့ကလမ်းမှာကိုစော်ဟိနဲ့တွေးကြတာပေါ့ဟုတ်လားဟုတ်တယ်သူတို့နဖူးစာကနဖူးစာတွေဘာတွေနဲ့ရှင်ကနမိတ်တွေဖတ်နေလိုက်တာဘယ်လိုမှမသိသေးပဲနဲ့မသိမရှိပါနဲ့ရှင်မရဲ့ကိုစော်ဟိကလည်းစွဲနေတယ်မိမကလည်းသူပြုတ်မိတဲ့အတွက်ဝမ်းနေပါတယ်လို့ပြောတယ်သူတို့နှစ်ယောက်စလုံးကလည်းအခုထိလွတ်လွတ်လပ်လပ်ဖြစ်နေတယ်ဒီပုဂ္ဂိုလ်နှစ်ယောက်မှမညာရင်ရှင်မနဲ့ကျွန်တော်
ညံနှင်းရကြတော့မှာပေါ့မယားကတခုမေးစမ်းပြစေဦးဦးစော်ဟိတ်ကကြိုက်တာတော့ဟုတ်ပါပြီမိမကောဘယ်လိုတဲ့လဲညနာမြင်ရင်ကြုတ်တိပါတယ်ရှင်မရဲ့မိမကလည်းကိုစော်ဟိတ်အပေါ်မှာမျက်တာမထားဘူးမဟုတ်ပါဘူးသို့တော့မယားဝတ်တရားကိုနားလေတဲ့မိမသဘောထားကြီးတဲ့မိမစိတ်နှလုံးဖြူစင်တဲ့မိမဖြစ်လေတော့သူ့လင်ကလွဲပြီးဘယ်သူ့ပေါ်မှာမှမငြိဆုံးအောင်နေခြင်းဖြစ်တယ်ဦးစော်ဟိတ်ကသူ့ပေါ်မှာမျက်တာရှိသေးချောင်းဒီမိမကရင်းမိသလားရင်းမိတာပေါ့ရှင်မရဲ့ဒါကြောင့်မလို့သူ့ယောက်ျားကိုအရင်မှုအောင်တိုက်ပြီးအရှက်ခွဲတယ်လို့ကိုစော်ဟိတ်ကိုဆွဆွဲတာပေါ့အိုရုံးကဆိုလိုက်တာများလေခွေးကျင့်ခွေးကြံတလေးဘာလေးနဲ့တိတ်ဆူတာပဲဒါနဲ့တောင်မှကို့လူကတင်ကာမရှင်းပြတဲ့အပြင်ဒီလေလူများကတင်ကာရှင်းပြခြင်းတော့မရှင်းရဘူးလို့သူကပိတ်ထားလိုက်သေးတယ်တော်တော်စိတ်သဘောထားကြီးတဲ့လူတစ်ယောက်ပါပဲလင်းလုတ်တဲ့ရက်ထုတ်ကြီးကတော့လက်ပုံကြည့်လိုက်ပြီးကိုစော်ဟိတ်ကအဖြစ်ပြက်ကိုရှင်းပြရင်သူလိန်ထားတာတွေပေါ်ကုန်မှဆိုလို့တရင်ပေါက်ကနေပြီးကိုစော်ဟိတ်ကိုခေါင်းရမ်းပြီးနှုတ်ပိတ်လိုက်သေးတယ်အဲ့နေရာစားပြီးဒီမိမနဲ့ကျုပ်တို့နဲ့ခွဲလာခဲ့တာဒီနေ့တော့မှတွေ့ကြတော့တာပဲယောက်ျားတွေထဲမှာတော့သဘောထားအကြီးဆုံးဦးစော်ဟိတ်ပါပဲရှင်ကိုခွေးဆိုတာတောင်မှတင်ခါမရှင်းပြအောင်ခုတော့ဦးစော်ဟိတ်အကြောင်းကိုဒီမိမလည်းကောင်းကောင်းသိရောပေါ့နေစမ်းမအောင်ဒါထက်ဦးစော်ဟိတ်ကိုဒီအကြောင်းပြောပြပြီးသူ့ဆိုင်ကိုခေါ်သွားမယ်ကြံသလားမပြောတော့သေးဘူးရှင်မရေပြောတော့ပြမှာပဲလိုက်မလိုက်တော့မသိနိုင်ဘူးဒီလူကလူတစ်မျိုးပဲမာနကလည်းတိတ်ကြည့်တယ်ဘယ်လိုမာနကြည့်တာလဲရှင်ခက်နေပြီကိုကအင်မတန်ဖြူစင်မြင့်မြတ်တဲ့အလုပ်ကြီးတစ်ခုကိုလှုပ်ထားပါလိမ့်မယ်ဟိုတစ်ဖက်ကခွေးချစ်ခွေးကြံကြံတယ်လို့ဆွဆွဲနေတော့ဘယ်လိုလူခံနိုင်အောင်မလဲရှင်မရဲ့ဒါတွေကဟိုတုန်းကဟာတွေလေအခုလောက်ရှိမင်းနေရောပေါ့မေးလာတော့မမေးဘူးရှင်မစိတ်သာချသို့တော့မိမကကိုစော်ဟိတ်ကိုဟိုတုန်းကမေတ္တာထားဖို့ပြင်မဲ့အခုဘလို့ရှိမလဲမပြောတတ်သေးဘူးစိတ်သာရှအခုလဲချစ်နေပါတယ်သူ့မျက်နှာကိုကျမမြင်လိုက်ရပါတယ်ဘယ်မှာမြင်မိလို့လဲရှင်မကကျုပ်ကိုကြည့်နေရမဟုတ်လားအော်ခက်လိုက်ပါပြီယောက်ျားများတဲနှတကိုရှင်းပြနေတာအချိန်ကုန်နေကျမပြောသလိုလုပ်ပြီးတော့ရှင်နာဦးစော်ဟိတ်ကိုအဖြစ်ပြက်ပြောပြပြီးဆိုင်ကိုသွားဖို့လွတ်လိုက်နောက်ပြီးတော့ကွန်တီနယ်တက်မှာကျမတို့၄ယောက်အတွက်နေ့လည်စာမှားထားချေတော့ဗျာလိတ်တော်မြတ်အတိုင်းပါဗျာတသွေးမတိမ်ဆိုင်တာပါမယ်ဒုညနာကျွန်ုပ်ဒီကိုစော်ဟိတ်ကိုတရုတ်ဟိုတယ်သို့ခေါ်သွား၍မိုးဆိုးမှခင်စင်ရဲ့အကြောင်းကိုပြောပြလိုက်ရကိုစော်ဟိတ်သည်ညီတူမျှပြန်မပြောဘဲငေးကြည့်နေသည်စကော့ဇင်းနာမှာတပည့်မလေးတွေ၄-၈ယောက်နဲ့အချုပ်ဆိုင်ဖွင့်ထားတယ်ဗျဇာဝလီပုံစံအစမ်းဆိုရင်တော့တမျိုးလုံးသူ့ဆိုင်မှာအိုက်ကြတဲ့ကျွတ်တို့လင်မယားဒီကနေ့ရောက်ခဲ့ကြတယ်သူကခမည်းနဲ့တွေ့ကြမှာလေတဲ့ကွမ်းချောင်းရွာတုန်းကသူထင်လွဲခဲ့မိတဲ့အတွက်ကိုလည်းတောင်းပန်ကြမှာလေတဲ့ကိုစော်ဟိတ်ကခမည်းကိုယ်တိုင်မြင်ခဲ့တယ်လားဆိုစမ်းမအောင်ဗျာသူ့ရုပ်ရည်များဘလို့နေသေးလဲကျွန်ုပ်ကဟိုတုန်းကချက်တောင်လှနေသေးတယ်ဗျာကျုပ်ပြောတာမယုံရင်နေ့ပြန်ကကြတော့ခမည်းကိုယ်တိုင်မြင်ရလိမ့်မယ်ဗျာဒီတွင်ကိုစော်ဟိတ်မျက်နှာထားမှာအော်ဘွယ်ရတမျိုးတမီပြောင်းလဲသွားသည်ဖြစ်၍ကျွန်တော်ဤစင်နှလုံးကိုထိခိုက်သွားသည်နဲ့ကျွန်ုပ်ဒီပင်တုံတုံရင်ဖြစ်သွားသည်နေ့ပြန်ကကြတော့သူ့ဆန်ကိုသွားကြပြီတော့ဗျာနောက်ပြီးတော့ကွန်တိန်နာတယ်ကိုခေါ်ခဲ့ကျွတ်တို့လည်းများကအဆောင်နေမယ်ခမည်းအဲ့ဒါကျွတ်တို့အစီအစဉ်ပဲဒီနေ့ဖို့တော့ဆိုင်ပိတ်ခဲကိုခမည်းကပဲပြောခဲ့ပြီတော့ဗျာကျွန်တော်တို့ဒီတရုတ်ဟိုတယ်မှာထွက်လာကြတော့အခါကိုစော်ဟိတ်သည်ထူးဆန်းသောပြုံးခြင်းမျိုးဖြင့်ပြုံး၍ကျွန်တော်ဤပခုံးမော်တွင်လက်တင်၍ပြောသည်မှာကျွန်တော်ရင်းမိပါတယ်ကိုသိမ်းပါရဲ့ဒီစီမံကိန်းဟာခမည်းအုံတော်ထဲကဖြစ်ပေါ်လာတဲ့စီမံကိန်းမဟုတ်ပါဘူးခမည်းအင်ရှင်မရဲ့လက်ချက်မို့လားကျွန်တော်လည်းဟုတ်ကြောင်းဝန်ခံလိုက်သည်ထို့နောက်ကျွန်တော်တို့သည်စကားပြော၍အားမရနိုင်သေးသည်နှင့်ဘယင်မပန်းချံတို့သွား၍ခုံရှည်တစ်ခုပေါ်၌ထိုင်ကာစေးတံကိုစီဖြင့်ကွမ်းချောင်းရွာနှင့်အထက်မြင့်ညာအဖြစ်ပြက်တို့ကိုစမျိုးပြန်ကြလေရာဟိုက်ကုတ်နိုင်စင်ကြီးမှတနာရီပြီးတနာရီရောင်းလဲသွားသောအချိန်သည်ကျွန်တော်၏စိတ်၌10မိနစ်15မိနစ်ထက်ပို၍ကြာရှည်သည်ဟုမထင်မိကြချေကျွန်တော်တို့သည်ကွမ်းချောင်းရွာအဖြစ်ပြက်မှတွင်းငယ်ရွာလေး၌နီလာတွင်တူးခဲ့ပုံကတာပြုတ်၌မိန်းကလေးတယောက်ကိုကယ်ခဲ့ပုံလက်ဝဲသမားနှင့်ထိုးတက်ခဲ့ရပုံပန်ချာပီကြီးနှင့်တယောက်ချင်းတက်ရပုံအချင်းအရာများကိုတယောက်တစ်လက်စီပြန်ပြောင်းပြောရင်းလုံလေပြီးသောဖြစ်ပျက်များသည်စိတ်ထက်တွင်ကွက်ကွက်ကွင်းကွင်းပေါ်လာခဲ့၏နောင်ဖို့၌လှဲ့လေသွားလာခြင်းဒီဟုသောအလုတ်ကိစ္စကိုတခန်းရက်ပြီလေ
မယားကိုစီဖြင့်ရန်ကုန်မြို့ပေါ်တွင်အတီတကျနေထိုင်ကြရမည်အရေးများကိုတွေးတောမိကြသည်နောက်ဆုံး၌ကိုစောဟိတ်သည်ကျွန်ုပ်တို့နေသောအိမ်သို့လိုက်လာ၍အိမ်တကားဝသို့ရောက်သောအခါကျွန်ုပ်၏ပခုံးကိုကင်လှုပ်ပြီးလျှင်ပြန်သွားလေတော့သည်လူတို့ပြုလုပ်အပ်သမျှသောအစီအစဉ်တို့မှာကြံရွယ်သည့်အတိုင်းထမြသည်ဟု၍အလွန်နှဲပါပြီလေဖြစ်ချင်သလိုဖြစ်တတ်သည့်အကြောင်းများကိုလောကကြီးအကြောင်းသိသူတိုင်းဝန်ခံနိုင်ကြပေလိမ့်မည်နောက်တနေ့၌အင်ရှင်မသည်အပြင်မှပြန်လာ၍ငင်းထားပေါ်မှဆင်းလာသည်နှင့်တပြိုင်နက်အလွန်ဦးရှင်သောအမှုအရာဖြင့်လေကားမှပြေးတက်လာပြီးလေကလထိုင်ပေါ်တွင်ထိုင်၍တခက်ခက်ရေမောလျက်ရှိသောကြောင့်ကျွန်ုပ်ကတိမ့်ထီပေါက်ခဲ့သလိုဟုမေးလိုက်မိသည်မယားကတိမ့်ထီပေါက်ရင်ကျမဒီလိုမရနိုင်ဘူးဘယ်နေရာမှာတိုက်ဝယ်ပြီးဘယ်လိုအိမ်တော်မှုမျိုးဝယ်လို့လက်ဝက်လက်စားဘယ်လောက်ဖို့ဝယ်တဲ့နယ်လို့စင်းတွက်နေတာနဲ့ကျမအမောကြီးမောနေရမှာဖြစ်ရပုံကဒီလိုလေကျမကအချို့ဆိုင်သွားပြီးအဘော်ဓာတ်တက်ဆိုင်ရှင်တဲ့စကားပြောနေတာကိုရှင်ဒေါ်လီကြတော့ဟိုနလန်းချလောက်ကတက္ကစီတစ်စီးရက်ပြီးတက်စီဘောကဘယ်သူဆင်းလာနေမှတ်တော့ကျမတို့လူဥစော်ဟိတ်ပေါ်ရှင်ကိုလူကမင်္ဂလာဆောင်သွားတော့မဲ့အတိုင်းမောင်းချစ်တဲ့ခေါင်းပေါက်နဲ့ပစိုးတောင်ရှင်နဲ့ရင်မုံအင်ဂျင်နဲ့ပေတင်ရှူဖနက်ဒုတ်ကောက်ကိုကန်ပြီးရှောက်လာတယ်တန်နေဘတ်တွေကြည့်အချို့ဆိုင်ကိုလွန်ပြီးရှောက်သွားပြန်လျှောက်လာလိုက်ကျမတို့ကအပေါ်တက်ပြတင်းပေါက်ကတရုတ်ကအခြားကနေပြီးချောင်းကြည့်နေလိုက်တာဟုတ်ရှင်နောက်ဆုံးကြတော့လမ်းတောက်ကကွင်းရဆိုင်မှာမိကျက်တပူဝင်းဝဲလွန်ပြီးရှောက်သွားလိုက်ဟိုဘက်လမ်းတောက်မိကျက်တပူဝဲပြန်သူ့အိတ်ထဲမှာမိကျက်ဘူးတွေဘယ်နှလုံးတောင်ရောက်နေတယ်မစုံနိုင်ဘူးတခါတော့ဆိုင်ရှိရောက်လာပြီးမှလမ်းဟိုဘက်ကိုဖြတ်ကူးသွားလိုက်ချေသေးတယ်ရှင်ပြီးတော့မှတခါပြန်ကူးလာကျမတို့ကရဲလိုက်ရတာမပြောပါနဲ့တော့နောက်ဆုံးကြတော့ဝင်လာရောလားဘဲကဟုတ်ပါလိမ့်မလဲဆိုင်နံပါတ်ကိုတေးသေးချာချာဖတ်ပြီးမှတက္ကစီတစ်စီးခေါ်ပြီးပြန်တက်တော့လိုက်သေးတယ်ရှင်နောက်9မိနစ်လောက်ကြာတော့မှတိုက်ရှင်မှာတက်စီရက်တနိဒန်ချထားတဲ့ညနေထားမျိုးနဲ့အန်သွားကြိတ်ခဲပြီးစက်ကိုတက်တာလေးတစ်ခုပိုက်ပြီးဆင်းလာတာကိုရှင်ဆိုင်ရှိရောက်တော့မဲရင်ဆိုတဲ့ကလေးမကိုဆိုင်ရှင်မမရှိဘူးလားလို့မေးမဲရင်ကကြည့်ပြရစီအောင်လို့ပြောပြီးတိုက်ပေါ်တက်လာအဲ့ဒီတော့တက်မှာရှစ်လူကဘာညာစိတ်ကူးရတယ်မစုံနိုင်ဘူးခြောက်နဲ့လှည့်ထွက်သွားပြီးချော်လေးကတစ်စီးပေါ်တက်လိုက်သွားလိုက်တာပေါ်မလာတော့ဘူးရှင်ဖြစ်ရလေမိမရဲ့ဘဲနဲ့ကြောင့်သူကစီးကြုံနေပဲနဲ့တယောက်ကချာချောင်းကြည့်နေရတာတော့စီးမကြိုတာကတခြားကြောင့်မဟုတ်ဘူးရှင်ဟိုးစော်ဟိရောက်လာတော့သူ့မျက်လုံးမှာမြည်ရည်ရွှဲလို့ရှင်အလုံးလေးဗျာဘာကြောင့်လဲသူတကယ်ချစ်တဲ့လူဆိုတော့ဟိုတော့ကအထင်မှမိရာတွေကိုစဉ်းစားမိတိုင်းဖြစ်ရလေချင်းဆိုပြီးမြည်ကြတာပေါ့ရှင်မိမဆိုတာမျိုးကဘယ်လိုအကြောင်းနဲ့ငိုရကိုငိုနေရတာချစ်တဲ့သူမြင်တော့မှစိုးတာဘူးကျွန်ုပ်ကအော်ဒီလိုလားဟုတ်တယ်ဒီလိုကလည်းတကြောင်ပဲပြီးတော့တကြောင်ကလည်းချစ်တဲ့လူနဲ့ကွဲနေပြီးမျောလင့်ချက်မရှိတော့ဘူးလို့လုံးဝလဲလျှော့ပြီးမှအခုလိုပြန်တွေ့ရတော့ဝမ်းသာတာကလည်းတကြောင်ပဲမိမဆိုတာဝမ်းနဲ့လုံးအားချင်းလည်းမြည်ကြတယ်ရှင်သိတယ်မလားနောက်ဆုံးကြတော့ဥစော်ဟိတ်ပြန်မလာမှန်းသိတာနဲ့သူ့ဆိုင်သူပိတ်လိုက်တယ်ဟောရှင်ဒါဖြင့်ဘယ်နဲ့လို့ပါဒီကိစ္စတော့ကျမကိုယ်တိုင်စီမံမှဖြစ်တော့မှာပဲအင်မတန်ခင်မင်တဲ့လူမို့သာကျမကဆောင်ရွက်ပေးရမယ်ရှင်လူလုပ်ပုံနဲ့တော့သူ့စိတ်ထဲမှာရိုးတိုးရွာတာဖြစ်အောင်4-5-6လလောက်ကတော့သူတို့ဘာသာပြတ်ထားလိုက်ဖို့ကောင်းတော့တာပဲကြည့်ပါအောင်တော့လားရှင်လာတောင်လာပြီးအိမ်ရှိရောက်တော့မှတခါပြန်ထွက်သွားလိုက်ရသေးတယ်သို့တော့မတနာပဲမနေနိုင်သူမို့လို့ကိုကြီးပေးလိုက်မှတော်တော့မှာပဲကျွန်တော်မိမသည်စဉ်းစားစိတ်ကူးနေသောညနေထားဖြင့်ကျွန်တော်ကိုကြည့်လေရကျွန်တော်ကလည်းဒီကိစ္စတွေယောက်ျားများညံမမီသည့်အဖြစ်ကိုသိတဲ့နဲ့စိတ်နေလိုက်သည်မယားကကဲဒီလိုတော့ကြစို့ကျမတို့ BB Austin ကားလေးကပြင်ပြီမလားရှင်ကဥစော်ဟိတ်ကိုကားနဲ့တင်ပြီးအင်းရကန်ကိုလာခဲ့ပြီတော့အင်းရကန်ဘာလို့ဖို့လဲဘာလို့ရှင်ကျမခိုင်းတာလို့ဆက်မှာရှင်မရေချိုးတဲ့ဝတ်စုံရှိတယ်မလားဥစော်ဟိတ်ဖို့လဲယူခဲ့ပါစေရှင်တို့နှစ်ယောက်ကကားနဲ့လာကြပြီးရေလဲကျုံးလေးကစောင့်နေကြပြီပြီးတော့ကောပြီးတော့တွေဘာတွေလုံနေနေရှင်ဥစော်ဟိတ်ကိုသာခေါ်ခဲ့ဗျာသို့တော့တခုတော့မှားလိုက်မယ်နော်သူ့ကိုဒီအကြောင်းတွေဖွင့်မပြောနဲ့နှုံးမို့ရင်လမ်းကြတော့ကားပေါ်ကနေခုံဆင်းပြီးထွက်ပြေးရုံပဲဒါဖြင့်ဘယ်လိုခုံခဲ့ရမလဲ
ကျမကကျမရဲ့အတော်ကြောင်းနဲ့အတူအဲ့ဒီအင်းရစိမှာပျော်ပွဲစားရအောင်စုံကြလိမ့်မယ်လို့ပြောလိုက်မိုးဆိုးမအကြောင်းတွေတော့ဘာမှမပြောနဲ့ကြားလားကျွန်ုပ်ဒီကောင်းလာပါပြီဟုဝန်ခံပြီးနောက်ကိုစော်အိတ်ထံသို့သွား၍သူ၏အဖြစ်ပြက်ကိုမသိဟန်ပြုလိုက်ပြီဘယ်နဲ့လဲဗျအချိုဆန်ရောက်ခဲ့ပြီလားရောက်တော့ရောက်ခဲ့ပါဗျာဒီလိုများနေတယ်ဆိုလို့မတွေ့ခဲ့ပါဘူးဗျာဒီလိုချိန်မှာသူ့ဆရာမအလုပ်ရှုပ်တယ်လို့တပည့်မလေးတွေကပြောလိုက်တယ်ဒီအခါကျွန်ုပ်ဒီကိုစော်၏မျက်နှာကိုကြည့်၍အားရပါရရင်မောလေသည်ကျွန်ုပ်ကခမရမညာတတ်ဘူးမှတ်တယ်ဒီကိစ္စမျိုးနဲ့ပတ်သက်လာတော့ညာထက်သားပါလားဗျခမရဟိုရောက်ပြီးကိုယ့်ဟာကိုလမ်းထွက်ပြေးလာခဲ့တာမို့လားကျုပ်သိပါတယ်ဗျာဆိုနိုင်ပါဦးဗျာမတွေ့ခင်တော့ကတော့တွေ့ချင်လိုက်တာအိမ်ပေါက်ရောက်တော့ဒူးတွေတုံပြီးလုံးလုံးမဝင်ဝန်းမှုပြို့ဘဲနဲ့ဗျာအသက်340ကျော်တိုင်အောင်လူပြိုကြီးလှုပ်လာခဲ့ပြီးမှចောင်းသားရွယ်လူပြိုကလေးလိုဒူးတုံနေဆိုတာများတော့အံ့ဩပါရဲ့ဗျာခမရမသိဘူးနော်ဒီရင်တုန်းကတော့မိမဆိုလို့ကျွန်တော်ရှောင်ခဲ့ပေမဲ့ဘယ်မိမကိုမှမကြောက်ဘူးဗျရှောင်ခြင်းလို့ရှောင်ခဲ့တာပဲအခုလိုကိုကတကယ်ကြိုက်တဲ့မိမကြတော့ရင်ထဲကတဖူဖူဒူးတွေကတဆက်ဆက်နဲ့တကယ်ကို15နှစ်သားလေးကြာနေတာပဲနို့နေစမ်းမအောင်ဗျာညနေခင်းလောက်တော့ပခောက်သွားကြရင်မကောင်းပေဘူးလားသွားလို့ဘိုးရဲ့ဆရာကြီးမကုန်းမြို့မှာကိစ္စလေးတစ်ခုရှိနေလို့လိုက်သွားပြီတဲ့ဗျသူအခါလူမျိုးကြီးကိုစော်ဟိမှာစိတ်ပြတ်သောမျက်နှာထားမျိုးအလင်းမရှိပဲသူ၏ပခုံးပေါ်မှဝန်တုပ်ကြီးတစ်ခုကြာသွားပြီးတကယ်တော့စိတ်သက်သာရာရသွားသောအမူအရာမျိုးဖြစ်ပေါ်လာလိမ့်သည်ကျွန်ုပ်ကသူသွားမဲ့ကြောင်းမနေ့တော့ပြောမိနေမှတ်တယ်ကျုပ်မပြောမိပဲကိုအင်္ဂါနေ့မှပြန်လာမယ်တဲ့ဗျဒီတော့တွင်ခမရဘာမှမတတ်နိုင်ဘူးကဲဒီတူတော့အင်းရကမှာကျုပ်တို့ရေမကူရတာအတော်ကြာပြီကျုပ်ကားလေးနဲ့တွားချင်ဦးဆိုဗျာကျုံမိမကသူ့တော်တယောက်နဲ့ဟိုကစောင့်နေပြီးစားစရာတွေတင့်ပြင်ထားလိမ့်မယ်သူ့မှာဒေါ်ရှိသလားရှိတယ်ဗျသူ့ဖေဘက်ကလားအမေဘက်ကလားတော့မပြောတတ်ဘူးဒီပြင်ကောဘယ်သူများပါလိမ့်လဲဗျပါမယ်မထင်မောင်းဗျာဟိုရောက်တော့ကျွန်တော်တို့၄ယောက်ရေကူးပျော်ပွဲစားပိုကဆွဲဖို့တဲ့အိမ်ရှင်ဘက်ကစီမံသွားလေရဲ့ကောင်းပါလေရဲ့ဗျာအင်္ဂါနေ့မရောက်ခင်ပျော်ပျော်ပါဟုတ်ပါရဲ့ဗျာကျုပ်ကိုကျုပ်လဲအံ့ဩပါရဲ့ဘာကြောင့်များဒီလောက်ကြောက်နေရတယ်လဲလို့ကျောက်နဲ့ကိုစော်ဟိတို့သည်ဘေဘီအော်စတင်ကားလေးနဲ့အင်းရကန်သို့သွားကြရာကားကလေးကိုတပ်ပင်အောက်တွင်ထားခဲ့၍ရေလေကျုံသို့ကူးသွားသောအခါတွင်ကျွန်တော်၏အိမ်ရှင်မနှင့်၎င်း၏အတော်ကိုတွေးကြရသည်အတော်ဆိုသူမှာနှစ်ထင်၌ရှိသောစပယ်များဖြူစပြုနေပြီဖြစ်၍အသက်40ကျော်လောက်ရှိပြီဟုခံမှန်းရပေရာမျက်မှန်အနေကြီးကိုတတ်ထား၍တရက်ထက်အဆင်းရှိသောသွားများသည်ရုပ်ဆင်းကိုအိုဒီထက်အိုအောင်ဖန်တီးလျက်ရှိသည်ထို့ပြင်ခက်မဆန်သောအင်ဂျီပွားကြီးနှင့်အစင်ကျန်းသောတရက်ထက်လုံးကြီးတို့သည်ရှေ့အတော်ကြီးတယောက်ကိုအောင်းမေးပွေရာဖြစ်နေတော်သည်အင်ရှင်မနှင့်သူ့တော်တို့သည်ကျွန်ုပ်နှင့်ကိုစော်ဟိတ်တို့ကိုခီးကူးကြိုပြုကြ၍အတော်ဖြစ်သူကဆုရှအကွဲသောအတန်ကြီးဖြင့်နောက်သို့လက်တစ်ဖက်ကိုကပ်ကာဒီဟာကမောင်ရင်စော်ဟိတ်တယ်လားအတော်ကနားနဲ့လေးတယ်နော်စကားပြောရင်ခက်ကြဲကြဲပြောမှကြားရတယ်သူတို့လည်းမရရီကူးနေတော့မောင်ရင်ကကျုပ်ကိုဟိုရွှေလီချောင်းထဲကအဖြစ်ပြက်တွေပြောပြစမ်းပါဦးထွက်ကကိုစော်ဟိတ်မှာမရှင်းပြသောမျက်နှာထားပြက်ပေါ်လာတော့လေအင်းရှင်မကိုအာနာတီနှင့်ကောင်းပါခမညာဟုဆိုကာမြစ်ပေါ်၌ထိုင်လေသည်အတော်တို့ကငယ်တဲ့ရွယ်ဆိုတော့ပြောနိုင်ကြတာပေါ့နော်ဂိုင်ငါဒူမများရေးသွားကူးကြကြီးဟောဒီကမောင်ရင်စော်ဟိတ်ကအတော့ပြင်းပြအောင်ရွှေလီရုပ်တစ်ချောက်ကအဖြစ်ပြက်တွေပြောပြမလို့တဲ့ရင်းတို့ပြောဆူအတော်ကြီးသည်ကိုစော်ဟိတ်နီးတို့တွေ့ရထိုင်လေရာကိုစော်ဟိတ်မှာရုံတွန့်အမူအရာဖြင့်နောက်သို့အနေငယ်ဆုပ်သွားလေသည်အတော်ကပြောပြစမ်းမှာမောင်ရင်စော်ဟိတ်ရဲ့အတော်ကလေအသက်ကြီးပေမဲ့ကြားရီစင်တွေမိချောင်းတွေပြစ်ခတ်တဲ့အကြောင်းကိုအင်မတန်ကြားကျင်တာမောင်ရင်စော်ဟိတ်ကတိတ်ပြီးလက်ဖြောင်းနေစို့ကျုပ်နဲ့အင်ရှင်မသည်ရေစိတ်တို့သွားခြင်းပြုပြီးနောက်တခုသောခြုံပွဲမှချောင်းကြည့်နေကြလေရာကိုစော်ဟိတ်လည်းမိမိကြုံတွေ့ခဲ့ဘူးသောစွန်စားကမ်းများကိုစိတ်မပါလက်မပါပြောပြနေသည်ကျွန်ုပ်ကနေရာကြလိုက်တာရှင်းမရဲ့သူ့ကိုဘလောက်ကြာနှက်ထားမလဲနိုင်ဝက်လောက်တော့နေစမ်းပါစေကျွန်တော်တို့လည်းများသည်ကိုစော်ဟိတ်နဲ့ဒေါ်ကြီးနီးတို့တဖန်ချင်းကပ်လာတော့အခါကိုစော်ဟိတ်မှာမျက်နှာထားအိုးရရှိသောကြောင့်နိုင်တဝက်ခန့်အတွင်းတွင်အသက်
3 လေးနဲ့မြကျင်းရသွားသည်ဟုထင်ရပေသည်ကိုဇော်ဟိတ်သည်ကျွန်ုပ်တို့ကိုမြင်သောအခါလှုပ်ပေပြီးကျုပ်ပေပြီးဟူသောမျက်နှာထားမျိုးဖြင့်ကျွန်ုပ်စီထလာ၍ကျွန်ုပ်၏လက်ကိုဆွဲခေါ်သွားပြီလေတော်တော့ပြီဗျဦးသိမော်တို့တော်ဆိုလို့ကျွန်တော်တော့စူးစမ်းပြီးတော့တင်းကြီးခံခဲ့တာပဲခမရမိမကြီးကတိတ်ခွာကြတယ်ဗျာမဟုတ်တရုတ်တွေရှောက်ရှောက်မင်းနေတယ်ဗျဒုဗလ၌အိမ်ရှင်မနှင့်၎င်း၏အတော်သည်အနောက်တိုင်းသူများဝတ်သည့်ရေကူးဝတ်စုံကိုစီဖြင့်ရေစိတ်သို့ဆင်းလာသည်ကိုကျွန်တော်တို့မြင်ရသည်ကျွန်တော်တို့လည်းရေစိတ်သို့လိုက်သွားကြရတွေ့လာစမ်းမအောင်မောင်စော်ဟိရဲ့အတော်ကရေကောင်းကောင်းမကူးတတ်လို့အလိုလေးဖျားခမရတို့တော်ကြီးကရေချိုးမှလည်းလားကျွန်ုပ်ကကြိုးစား၍မျက်နှာတီထားလျက်ကြိုးစားလိုက်ပါမိတ်ဆွေသူခမရတော်သူကြီးဆိုတော့ဘာမှနားမလဲရှာလို့ပါဗျာကိုစော်ဟိကအလိုလေးဖျားပြုတ်ဦးသိမှာကျွန်တော်တို့ကြီးပြတ်မထားနဲ့ဗျနှော့ကိုစော်ဟိသည်ကျွန်ုပ်အားဤကဲ့သို့ပြော၍အတော်ကြီးနောက်သို့လိုက်မိပြီးတော့တွေ့အတော်ကြီးကစပရင်ဘုတ်ပြင်ပြားပေါ်၌ရက်လျက်ရေထဲသို့ဂျုံပြက်ချမိဟန်မူရာပြင်ဆင်လျက်ရှိရကကိုစော်ဟိမှာကြက်တေတေလျက်ငေးကြည့်နေသည်အကြောင်းမူကားအတော်ကြီး၌ဖြူပွေးသောစပင်တို့သည်အလင်းမရှိတော့ဘဲကိုလုံးကိုပေါအချိုးစားကြောက်နာသလောက်မျက်နှာပေါက်အဆင်ပြေသောမိမတယောက်ဖြစ်နေသည်ကိုတွေ့မြင်ရသောကြောင့်ဖြစ်သည်ဒမိမသည်ကိုစော်၏ဘက်သို့ပြုံးရွှင်သောမျက်နှာထားဖြင့်လှည့်ကြည့်လိုက်ပြီးနောက်ပြင်ပြအစွန်းပေါ်တွင်ဂျွန်းတစ်ဖက်လဲလျက်အတောင်ကိုကော့၍ချလိုက်သောငှက်ကလေးတစ်ဖွဲရေထဲသို့ထိုးဆင်းသွားလျက်ကကိုစော်ဟိလည်းဘာမပြောညာမပြောရေထဲသို့ငုတ်ရှူပျောက်ကွယ်သွားသည်ကျွန်တော်နဲ့အိမ်ရှင်မသည်ကမ်းပေါ်မှရက်ကြည့်နေကြစဉ်ရက်တော်ဤမိုးဆိုးမှကင်းစိန်ဤသည်ရေပေါ်၌ပေါ်ကြီးတစ်ခါရေအောက်သို့ဘုံရှိုးကြီးတစ်လက်ဖြင့်ပြေးသွား၍ကိုစော်ဟိသည်ဘုံဆိုးမကိုတချိန်ထိုးဖမ်းလိုက်၍ပခုံးကိုကန်လိုက်မိသည်နှင့်တပြိုင်နက်ရေအောက်သို့မုံရှိုးသွားပြန်ကြလေရာကျွန်တော်တို့လင်မယားမှာရေမောရေမဆုံးနိုင်အောင်ရှိနေရကြလေတော့တည်းသွေးတော့1950ခုနှစ်ဇန်နဝါရီလ